မဲ့ဒါကျွန်တော်နေပြီးတော့တက်ကုန်းမြို့နယ်ညောင်ရိုက်အုပ်စုညောင်ရိုက်ဒါအရှိရွာဒါအရှိရွာမှာကျွန်တော်အိမ်ပြိုသွားတယ်48အိမ်ဒါ48အိမ်ကိုလည်းကျွန်တော်အိမ်တွေပြန်ဆောက်ပေးပါမယ်ပြီးခု48အိမ်တွေမကဘူးပါအခုဒီနေ့ဆိုတော့စေးမပါတဲ့အိမ်တွေတွေ့ခဲ့ရတယ်တကယ်လဲဝမ်းနေဖို့ကောင်းတယ်ဗောနော်အဲ့အိမ်တွေလည်းကျွန်တော်ပြန်ဆောက်ပေးမယ်အခုညီတောင်းထားတဲ့လူရှိသေးတယ်အိမ်တော့မပြုတ်ဘူးဘယ်လိုပြောမလဲမနေရတဲ့လူတွေကျွန်တော်အခုညီတောင်းထားတယ်အဲ့ဒါလည်းအခုကျွန်တော်လုပ်ပေးနေဟုတ်တယ်မလားအကုန်လုံးဟုတ်ပါဘူးအားသာလို့အိမ်တွေသမီးတွေအိမ်တွေရိုက်ပြတာအဲ့မှာဟိုဘာကျွန်တော်လူတဲ့ပုံလေးပါအခုကျွန်တော်ဘာလူခဲ့တယ်ဆိုတော့ပြောပြလိုက်ပါလူခဲ့တယ်ပြောပြလိုက်ပါအိမ်တွေပတ်စားနေရေတွင်းနေပေါ့နော်ရေတွင်းဆက်ခွင့်တွေရမရှိအားလုံးပြည့်စုံတယ်ဆိုလာပြီးဆိုလည်းအပြည့်စုံဒီဒီအစလို့လေဈေးမရှိပါဘူးလို့အစရရဒီဆရာလေးလှူတာအကုန်ပြည့်စုံနေပါပြီလည်းဆင်ကြည့်ပါအိမ်သားတွေအိမ်နေပတ်စံနေလဲအကုန်လှူပါပဲပေါ့နော်လူလေဈေးရမရှိရေတွင်းနေရောပတ်စံဆိုလဲတိုင်းနဲ့မလို့လှူပါတယ်တေပါလုံးအိမ်ဆိုလဲနောက်ထပ်လဲထပ်ဆောင်အောင်အများကြီးအားပြေတယ်ကိုက49အိမ်ဖြစ်သွားပြီ49အိမ်ဖြစ်သွားပါပြီအခုလက်ချပြီးနေတာအိမ်20လောက်ပြီးနေပါပြီနောက်လည်းဆောက်ပြီးတော့မှပါလူစီလက်သမားမရှိလို့လက်သမားအခက်ခဲလေးရှိနေလို့ပါဒုက္ခရောက်နေတဲ့လူတွေလည်းမလိုက်နိုင်လို့ပါနော်ဟာကျေးဇူးတင်ပါတယ်ဆရာလေးကတော်တော်လေးကိုရွာရွက်တို့အကျိုးဆောင်ပေးပါတယ်နော်ကျေးဇူးလည်းတင်ပါတယ်ဆရာလေးကျေးဇူးအားလုံးတင်ပါတယ်လို့ကျေးဇူးတားတင်တဲ့ဆရာလေးကိုကျွန်တော်ရွာမယ်ဒီဆရာလေးကိုပဲအားကိုးနေရတာဟုတ်ငရေပေးမယ်ဒီဆရာလေးကအဓိကဖြစ်နေတယ်ကျွန်တော်တို့ရွာတွေဒီဆရာလေးရောလှူတဲ့အလှူရှင်တွေရောအားလုံးတိုင်းတဲ့စိတ်ချမ်းသာတယ်ရေတွင်းဆိုလဲ18တွင်းအိမ်သားဆိုလဲအပြည့်စုံလူလေသေးရမကြီးမီးဆိုလဲရေမီးဆိုလဲအပြည့်စုံကိုလည်းရေတွင်းတွေလည်းတူးနေတော့မယ်ပြည့်စုံပါတယ်အားလုံးလူလေသေးရမရှိကျေးဇူးလည်းအများကြီးတင်ပါတယ်လို့လည်းပင်မနေပါပြီလို့ပတ်တဝင်လှည့်နေရတာပင်မပြီးရွှေထွက်ပြီးတော့လည်းအသားလည်းမဲကုန်ပြီးအချာလေးလည်းလာလာမနေ့ကလာလာဘိုးရုပ်ကလာလာအခုအိမ်တွေလူပေးတဲ့အလူရှင်တွေရောအဓိကပံ့ပိုးပေးတာဆာယာခုနဖောင်ဒေးရှင်းတပတ်ရောက်ကြီးဖောင်ဒေးရှင်းပေါ့နော်အဲ့ဖောင်ဒေးရှင်းရဲ့ခုနှစ်သားသမီးလူထားတဲ့အလူငွေတွေနဲ့ဒါလူပေးတာဖြစ်ပါတယ်ပေါ့နော်ကျွန်တော်တို့အကုန်လုပ်ပေးသွားမှာနော်အခုစရင်မပါတဲ့အိမ်တွေမှာကျွန်တော်ဆောက်ပေးမှာနော်အခုကျွန်တော်ဒီမှာဆိုရင်လည်းမိသားစုဝင်ဒါစရင်မပါတဲ့ဆိုရင်ဟိုတောင်ပြိုရတဲ့အိမ်များဆိုတာစရင်မပါဘူးဒါဆိုရင်49ဦးနဲ့ပေါင်းမယ်ဆိုတာကျွန်တော်54ဦးလောက်ဖြစ်သွားပြီနော်အဲ့50အခုအဲ့အိမ်တွေမှာကျွန်တော်တူပေးတယ်နော်စရင်ရဆိုတို့ကဘာမှမရဘူးနော်ဒီနေ့ဆိုရင်လည်းဒါအိမ်ရတော်တော်လေးကိုဟိုမနေပြိုတော့မှာဒါမိသားစု6ယောက်ရှိတယ်အဲ့ဒါလည်းကျွန်တော်ဆောက်ပေးမယ်ပေါ့နော်ကဲအလူရှင်တွေရောစုပေးလိုက်ပါဦးအကုန်လုံးလူရှင်တွေအားလုံးကျမ်းပါချမ်းသာပါစေဒီကနေ့မကထူနိုင်တတ်နိုင်ကြပါစေဒီပါလေကကြီးသုံးမကြော်နေနိုင်ပါစေဟိုမှာအိမ်သားလေးတွေဟိုအိမ်သားကိုမကြိုက်လို့အိမ်တစ်နဲ့ဝယ်ပြီးလုပ်လိုက်တာလေဒီမှာအိမ်လေးအိမ်လေးပြလာဘာအိမ်ကနေနေပြီလားနေခဏလေးကြာပါမယ်ကျွန်တော်အိမ်ကမပြီးသေးဘူးဒါပေမဲ့ဟိုမှာမနေရဲလို့တို့ဒီမှာလာရွှေ့နေရပါနော်အဖဘာဟင်းတော့အဖနောက်နေ့ကျတကားပိတ်လေးရောအောက်ကအကုန်လုံးကတ်ပေးမယ်နော်ဘာနော်အဆင်ပြေလားအိမ်မှာနေရတာပြေးပါတယ်မီးတော့မရသေးဘူးနော်မီးခဏလေးခုပို့လိုက်မယ်နော်ဟိုသမီးရဆိုလာမီးဒီပို့ပေးအောင်နော်တီးသားအောင်ရေဆိုလာမီးဟိုဥတီအောင်ချက်ဒီမှာအိမ်မှာဆိုလာမီးလုံးစစ်တက်မယ်ဟုတ်လားတလုံးရည်လားဟုတ်ပြီအိမ်မှာဆိုလာမီးလုံးပြီးတော့ဒီ main line မှာတိတ်ရွာတော်ဝိုင်းဝင်အောင်ဆွလိုက်လေထိုးပေးဦးမှာနော်တကားပဲရလာအောင်ပါဟိုအဖွားထမင်းအောင်စားနေပြီဒီအောက်ကဟိုးစားတွေပါလေးဝင်လေးထက်ရအောင်လေကျမ်းမဲ့ခတ်မယ်ဥစားပေါ့ဝက်ချမ်းနေကလိုက်မယ်နော်ဝက်ချမ်းနေကမယ်ဒီမှာတော့ခတ်တော့ပိန်နဲ့အပြစ်ထွက်သွားရင်တော့ခတ်လို့ရအောင်ရိုက်ပြီးရိုးသားလေးကိုပုံပြီးပြီဆိုရွာမယ်ဆိုင်းလေးရှိတယ်ဟုတ်လားဖွင့်ပွဲလေးလုံးမယ်ဖွင့်ပွဲလုံးမတရားဝဲပါလုံးမကျွန်တော်ဟုတ်တယ်ဖွင့်ပွဲလေးဒူပြောပါရွာမယ်ဆိုင်းလေးရှိရဒူလေးအောင်ပွဲလုံးမယ်ဟုတ်ပြီအသားတို့တချို့ဆိုထားတယ်ဟုတ်တယ်အဲ့နဲ့ဖွင့်ပွဲလုံးမယ်ဟုတ်တယ်ငါဘာပြောချင်သေးတော့ဘာပြောချင်သေးတော့ဆိုတိုက်ပြေးတုံတော့ဘာပြောမှန်းကိုမသိဘူးကြားမရှိပြေးတုံလေးတော့နော်ကျွန်တော်တနေ့ကို900 100နဲ့ဘယ်နေရာမှမသိတော့ဘူးကဲတရားလေးအမြင်ဟိုဟာချင်းတန်ကြီးရဲဟိုဟာတွေနဲ့နိုင်လာလို့ရှင်ဘာမှတော့မပြောပါလားခင်ဗျားတို့ကုတော်လေးနော်ကျေးဇူးတင်ပါတယ်လို့နော်ကဲအိမ်လေးတော်တော်ပြီးသွားပြီနော်ဝမ်းသာတယ်ဗျာဒီပုံဥစ္စာပေါ့အိမ်လေးတွေကကျဲပါရဲ့နော်အားလေသဘောကျလေဟိုဒီပုံစံလေးလောက်လိုက်လေနော်အကုန်လုံး